ကျမတို့ဟာလမ်းလွတ်ခေါ်တဲ့မွေဖြူလေးကိုတွေ့ရတယ်။သူဆံဝင်သွားဖို့ကြိုးစားနေတယ်။ဒါပေမဲ့ရုတ်တရက်ထူးဆန်းတဲ့မြင်ကွင်းတွေမြင်လာခဲ့တယ်။အဲ့ဒီမြင်ကွင်းတွေထဲမှာလူပြိုတယောက်ကိုမြင်ခဲ့တယ်။သူ့စီကိုဖြည်းဖြည်းချင်းရွှေ့လာတယ်။ဒါပေမဲ့ဘယ်ကနေလာမှမသိတဲ့အမှောင်ရိပ်တွေကသူ့ကိုဝင်ရလာတယ်။လမ်းဟာထိတ်လန့်သွားပြီးတော့အားလုံးကိုပြန်တိုက်ခိုက်တော့တယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့အမဖာတာကဝင်ရောက်ကူညီပြီးတော့သူ့ကိုသတိရအောင်လှုပ်ပေးခဲ့ပါတယ်။ဖာတာကမွေစိမ့်တဲ့တူတဲ့မကောင်းဆိုတကားဘယ်လန်းဆောင်တော်လေးစိတ်လှုပ်ရှားနေပြီးနှစ်ပေါင်း900လောက်ကလေးကဒီမြင်ကွင်းမျိုးကိုထပ်ထပ်မြင်နေခဲ့ရတယ်။သူ့ရင်ထဲမှာတော့တမျိုးကြီးဟာကွက်ဖြစ်နေတယ်။ညီမကိုဒီလိုဒုက္ခရောက်နေရမြင်တော့ဖာတာကဘဲလန်ကိုစတိုးတစ်ချောင်းပေးလိုက်တယ်။ဘဲလန်ကစတိုးကိုတိတ်ကင်လိုက်တာနဲ့ထူးဆန်းတဲ့အလင်းတစ်ခုကလင်းလာခဲ့ပါတယ်။ရုတ်တရက်နှစ်ပေါင်း900ကအမတ်တရတွေပြန်ပေါ်လာတယ်။ကျမတို့တမင်းဆက်ခစ်ကိုရောက်သွားခဲ့တယ်။မကောင်းဆိုးရတွေကအုပ်ဆိုးပြီးလူသားတွေကိုညှဉ်းပန်းနှိပ်စက်နေတဲ့အချိန်ပေါ့။မကောင်းဆိုးရဧကရကထာဝရအသက်ရခြင်းနဲ့ဒါပေမဲ့သူမရဲ့အမောင်စစ်သူကြီးကဒီဆန္ဒကိုအကောင့်ထဲမဖော်နိုင်ဘူး။ဒါနဲ့ဧကရကဒေါသထွက်ပြီးတော့သူ့ရဲ့ယာရုကနေဖြုတ်လိုက်ပါတယ်။အမောင်စစ်သူကြီးကဒေါသထဲမှာပဲငါဘလို့နီးနေမဆိုထာဝရအသက်ရရမယ်လို့ဆုံးဖြတ်လိုက်တယ်။သူကတောင်ပညာရှင်တယောက်ဖြစ်တော့သူ့စစ်သားတွေကိုမွေတွေဖန်ခိုင်းနေ။မွေတွေရဲ့အစမ်းကိုစုပ်ယွင်းထာဝရအသက်ရနိုင်မယ်လို့လည်းသူယုံကြည်တယ်။မွေထောင်ကြီးကိုဖမ်းမိသွားခဲ့တယ်။အခုစစ်သူကြီးကမွေတွေကိုတတ်ပြီးသူ့အစမ်းတွေကိုခိုးယူဖို့အစီအစဉ်ဆွဲပါတော့တယ်။မွေဘီမကြီးကဒီသတင်းသိရတော့ဘဲလန်ကိုမော်စတိုကိုပေးပြီးတော့အမောင်စစ်သူကြီးကိုတတ်ဖို့စေလွှတ်လိုက်ပါတယ်။ဘဲလန်ကစစ်မြေပြင်ကိုရောက်သွားပြီးစစ်သူကြီးရဲ့စစ်သားအများအပြားကိုတယောက်တည်းအနိုင်ယူလိုက်တယ်။ဇရိုးရဲ့ဆွဲအားကိုတုံးပြီးတော့အမောင်စစ်သူကြီးကိုထိုးခဲ့တယ်။ဒါပေမဲ့သူ့ရဲ့တိုက်ခိုက်မှုတွေကမအောင်မြင်ခဲ့ဘူး။အမောင်စစ်သူကြီးကမရေတွက်နိုင်တဲ့မွေရဲ့အစွမ်းကိုစုပ်ယူပြီးသားဖြစ်နေလို့ပါ။အမခန်းအားကြီးနေပြီသူကသူ့ခန္ဓာကိုယ်ကလည်းအမော်ဆွမ်းအားကြောင့်အပုံပြက်ပြီးတော့တွန့်ခေါက်သွားခဲ့တယ်။ဘဲလန်ကိုဖမ်းဖို့စစ်သူကြီးကသူ့တပည့်တွန်ဘူးကိုသူ့ကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့တယ်။ဘဲလန်နဲ့တွန်ဘူးကြားကြမ်းတက်ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်သွားခဲ့တယ်။ဒါပေမဲ့တွန်ဘူးရဲ့အမောင်ဆွမ်းအားကပိုပြီးကြီးမားသွားတယ်။ဘဲလန်ကရှုံးနေပြီးတော့မြစ်ထဲကိုရေစုံမျောသွားခဲ့ပါတယ်။ဘဲလန်နိုးလာတဲ့အခါမှာတော့သူ့ကိုယ်သူကြေးရလေးတရားမှတွေ့ခဲ့ရတယ်။ကြေးရသားတွေကမွေဖမ်းသမားတွေမွေဖမ်းပြီးအသက်ရှင်နေထိုင်ကြတဲ့သူတွေပါ။ဘဲလန်ကိုယ်တိုင်ကတော့မှောင်မွေနဲ့တူတဲ့မကောင်းဆိုးဝါဆိုတာဘယ်သူမှမသိခဲ့ကြဘူး။အဖွားဦးတယောက်ကမင်းဘယ်သူလဲလို့မေးတယ်။ဒါပေမဲ့ဘဲလန်ကမှတ်ညံမေ့နေလို့မဖြေနိုင်ခဲ့ဘူး။အဖွားဦးကစွန်းလို့ခေါ်တဲ့လူပြိုတယောက်ကသူ့ကိုကဲတင်ခဲ့လို့ရှင်းပြတယ်။ကြေးရသားတွေကတော့တောင်ပေါ်မှာနေထိုင်ကြတယ်။အောက်ကတစ်တော်တွေထဲမှာတော့တောရိုက်တိရစ္ဆာန်တွေနဲ့မကောင်းဆိုးဝါတွေပြည့်နေလို့ချက်ချင်းဆိုသလိုစွန်းဟာတန်ဒရူလို့ခေါ်တဲ့သူ့ခွေးနဲ့ရောက်လာခဲ့ပါတယ်။ကြေးရသားတွေကသူ့ကိုလှောင်ကြတယ်။စွန်းကမွေကိုတကယ်ကြောက်တယ်။သူဘယ်တော့မှမွေမဖမ်းဘူး။အဲ့ဒီအစားဆေးဘက်ဝင်ပင်တွေကိုပဲခိုးပြီးတော့သူကအသက်မွေးတယ်။အဖွားကစွန်းကိုသူကတင်ခဲ့တဲ့မိန်းကလေးကဘာမှမမိတော့ဘူးလို့ပြောပြတယ်။စွန်းကဘဲလန်စီသွားပြီးတော့မင်းကိုငါတွေ့တဲ့နေရာကိုခေါ်သွားမယ်။မင်းဘာများမှတ်မိသွားမလဲလို့ပြောခဲ့တယ်။သူတို့အတူခင်းနေတော့မှပဲဘဲလန်ကစွန်းကိုဘာလို့မွေဖမ်းရလဲလို့မေးလိုက်ပါတယ်။စွန်းကကျွန်တော်တို့ကစစ်သူကြီးအတွက်မွေဖမ်းတာသူကပတ်စံပေးရလို့ဖြေလိုက်ပါတယ်။ရုတ်တရက်စွန်းရဲ့ခွေဒူဒူကခြေချော်ပြီးတော့ကြောက်ကမ်းမကနေကျသွားခဲ့ပါတယ်။ဘာမှမတွေးဘဲနဲ့ဘဲလန်ကတော့သူ့မှော်အားကိုတုံးပြီးတော့ခွေကိုကဲခဲ့ပါတယ်။စွန်းကတုံလှုပ်သွားခဲ့တယ်။ဘဲလန်မှာထူးခြားတဲ့စွမ်းအားရှိတာလည်းသိသွားခဲ့ပါတယ်။ဒါပေမဲ့ဒူဒူကကြောက်လန့်ပြီးအိမ်ကိုပြေးခဲ့ပါတယ်။စွန်းကဘဲလန်ကိုရေတကွန်နားကသူ့အိမ်ကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာဘဲလန်ကိုမှော်အားကိုဘလို့သုံးနိုင်လဲလို့မေးတယ်။ဘဲလန်ကတကယ်ပြောရင်ဘာမှမမှတ်မိတော့ဘူးလို့ပဲဖြေခဲ့ပါတယ်။စွန်းကသူကဆေးဘက်ဝင်ပိန်နေတဲ့စိတ်လောက်ပြီးအဲ့ဒီမှာနေတာမို့မွေမဖမ်းရဘူးလို့ရှင်းပြတယ်။သူကဘဲလန်ကိုမြင့်မာတဲ့ကြောက်ကမ်းပါပေါ်မှာတတိလစ်လဲကျနေရတွေ့ခဲ့ရလို့လည်းပြောခဲ့ပါတယ်။ဘဲလန်ကအဲ့ဒီကမ်းပါကိုတက်တဲ့အခါသူ့မြင်ကွင်းတွေပြန်ပေါ်လာတယ်။မွေဘရင်မကသူ့ကိုဆေးလွတ်တာမော်စတိုးအမောင်စစ်သူကြီးရဲ့မှုံဝဝအမတ်တရတွေကိုမှတ်မိလာတယ်။ဘဲလန်တတိပြန်ရလာတယ်ဒါပေမဲ့စွန်းကိုအမှန်တိုင်းမပြောခဲ့ဘူး။စွန်းကတော့ဘဲလန်ကိုစိတ်လွတ်ကိုလို့ပြောင်းလို့စိုးရိမ်ပူပန်မှုတွေမေ့သွားပြင်ပကိုခေါ်သွားပါတယ်။ဘဲလန်ကပျော်ရွှင်လာတယ်ဒါပေမဲ့ရုတ်တရက်မွေအများပြားကသူတို့နောက်ကိုလိုက်နေရကိုတတိထားမိသွားတယ်။ဘဲကမှမသိရဲ့မွေတကောင်ကစွန်းကိုထိုးတိုက်လိုက်တယ်။မဆိုင်မတွပဲဘဲလန်ကသူ့စွမ်းအားကိုတုံးပြီးတော့မွေကိုရိုက်တယ်။စွန်းရဲ့အသက်ကိုကဲခဲ့ပါတယ်ဒါပေမဲ့
ရှုပ်ထွေးမှုတွေကြားတဲ့စွန်းကချေကျော်ပြီးကြောက်ကမ်းပကနေလဲကျဖို့နှီးပါဖြစ်သွားခဲ့တယ်။အဲ့ဒီတရင်ကမှပဲကြောက်တဲဆိုင်နေမော်စရိုကသူ့ကိုကယ်လိုက်တယ်။ဘဲလန်ကစတိုးကိုထိလိုက်တာနဲ့အားကောင်းတဲ့မြင်ကွင်းတွေမြင်လာခဲ့တယ်။အဲ့ဒီစတိုးကင်တိုင်းသူ့အသက်ကိုကယ်ခဲ့မှုတဲ့အကြောင်းအမှတ်တရတွေအဲ့ဒီမြင်ကွင်းတွေကသူ့ကိုလွှမ်းမိုးသွားပြီးတတိလစ်လဲကျသွားစေခဲ့ပါတယ်။စွန်းကကုညီဖို့ပြေးလာတယ်ဒါပေမဲ့အဲ့ဒီမှာအမောင်စစ်သူကြီးရဲ့စစ်သားနှစ်ယောက်ကဘဲလန်ကိုတပ်ဖို့စူးစမ်းနေရမြင်ခဲ့တယ်။သူတို့သခင်ကိုတိုက်ခိုက်ခဲ့တဲ့သူကသူမဆိုတာသူတို့သိပြီးသားပဲ။စွန်းကသူတို့ကိုတိုက်ထုတ်လိုက်ပြီးဘဲလန်ကိုကဲတင်ကအင်ကိုဘေးကင်းကင်းနဲ့ပြန်ခေါ်လာခဲ့တယ်။နောက်ပိုင်းတော့စွန်းကတိတ်တိတ်လေးထိုင်ပြီးစတိုးကိုငေးကြည့်နေခဲ့တယ်။ဘဲလန်ကစတိုးကြောင့်တတိလစ်သွားတယ်ဆိုတာသဘောပေါက်လာတယ်။ဘဲလန်နိုးလာတော့စတိုးနဲ့ကျမဆက်ဆက်နေတယ်။စတိုးတွေကမှုတ်အားကိုခံစားရတယ်။ဒါပေမဲ့ဘလို့3ယောက်မှမသိဘူးလို့သူ့ကိုပြောတယ်